ကဲအားလုံးပဲမိတ်ပါပါဒီနေ့က snow မုန်တိုင်းနဲ့ snow မုန်တိုင်းလို့ပေါ့ snow တအားကြတယ်အခုကျွန်တော်လမ်းလျှောက်တဲ့နေရာလမ်းမကြီးပါမှာ platform တွေကရှောက်လို့မရအောင် platform တွေကတန်ရှင်းမလို့သေးတော့တအားထူတယ် snow က look ချောင်းတောင်းဝင်ဟာဟုတ်နော်ဒီ Pennsylvania မှာ Philadelphia ပေါ့ Pennsylvania Philadelphia မြို့မှာကျွန်တော်ရောက်ပြီးကလေးကဒါနှစ်ချိန်မြောက်ထင်တယ်နှစ်ချိန်မြောက်လားသုံးချိန်မြောက်လားဆဆရောက်ချင်းတော့ကတော့တအားများဒီထက်တောင်များသေးတယ်မှတ်မိသေးတယ် US ရောက်ခါစားဆိုတော့အဲ့ဒီမှာဆိုဟာအနွေးထဲကောင်းကောင်းလည်းမရှိဘူးတအားအေးဒီနင်းကကြားတဲ့ချိန်ကောင်းတယ်ဘယ်လိုမျိုးကြားတဲ့ချိန်နဲ့ကောင်းတယ်တရက်နှစ်ရက်နေပြီးရင်မလေးညစ်ပတ်ပြီးတော့ရေအေးတယ်ဆိုရင်ရေခဲရင်ဖြစ်ပြီးတော့လမ်းလျှောက်လဲချောကားလဲချောကားမောင်းလို့လည်းမရအောင်အဲအကြောင်းနင်းကမမြင်ဘူးတဲ့သူတွေဒါမှမသိဘူးတဲ့သူတွေကတော့ကြိုက်တယ်တခါနှခါပြင်အစင်မပြေတော့ကြည့်ပါလားဒီကားဆိုထွက်လို့ရတော့မှာမဟုတ်ထွက်လို့ရတော့မှာမဟုတ်ဒီကားဆိုတိတ်မိတယ်ဒီကားလဲတန့်ရှင်းလို့ရမှာမထွက်ခင်အကုန်တန့်ရှင်းလို့ဒီတယောက်လဲကားညက်နေသူ့ကားကိုပြန်သူ့ဘိန်းကိုကြည့်လိုက်နာသူ့ဘိန်းက打小嘛咦ဆိုတော့ဟာခုနက打小လေးဒီမှာကြအခုချိန်ထိမိုးရွာတလို့ပဲ snow ကအတန်ကြားရတော့မသိဘူးကျွန်တော်ဗာလဲခုတ်ပေါ့အနွေးထဲပေါ်မှာ snow ကြားတဲ့တန်နားထောင်ကြည့်လိုက်ကြားရမယ်ထင်တယ်နည်းနည်းကျယ်တယ်နောက်မှာကားလာပြီတွေ့လားနောက်မှာကားလာပြီဟာကိုယ်ရွိုင်းမဆိုးပါအခုကျွန်တော်ကစားကြိုတင်မဝယ်ထားတော့ရှိနေတယ်ထင်တာလေစားတအိတ်အများကြီးရှိတယ်စားမဝယ်ထားတော့အခု snow တွေဟိုကော်ပြီးဆိုရင် snow ကစားမထည့်ဘူးဆိုရင်ပြန်ကြတဲ့ခါကြာအေးမပြောတော့ဒီတိုင်းပဲတိတ်မထူးဘူးပေါ့ဒါမဲ့စားဖြိုးလိုက်တော့ snow မှာသုံးမဲ့စားအိတ်တွေနဲ့သူတို့ရောင်းတယ်ဈေးလက်ချိုးတယ်များလဲများတယ်ဒါမဲ့ snow မုန်တိုင်းလာမယ်ဆိုသတင်းကြရကြားတဲ့သတင်းကြရသူတို့ကအကုန်ဝယ်ထားတာဘာမှမရှိဘူးတမန်မှမရှိဘူးဆိုင်ကြီးတွေအကုန်လုံးမှာကုန်ဆိုတော့ကျွန်တော်ဟောရှစ်လမ်းလောက်မှာရှိတယ်ဆိုတော့တွားကြည့်မလို့ဆိုင်တော့မဖွင့်တော့ဒါပေမဲ့တွားကြည့်ကြအောင်နော်ကြည့်ပါလားကောင်းတယ် snow ပြေးတယ်ကျွန်တော်တို့က Pennsylvania Philadelphia East Coast မှာ East Coast ပြီးတော့အေးဖက်ကြတယ်အေးဖက်ကြတာတော့မှဒီလောက် snow မရတာကြာပြီအခုဆိုရင် Midwest တို့အဲ့ဒီ Mid Texas တို့ဖက်မှာ Texas တောင်မှတော့ Texas ဆိုတာဟိုမရှိဘူး snow မရှိဘူးလေနော်ဒါပေမဲ့ဒီနှစ်ဆို snow တွေပါရပြီးတော့သူတို့ state emergency ဆိုတော့တပြည်နယ်လုံးပိတ်ထားတာဒီမှာကျတော့ဆိုင်တွေဖွင့်သေးတယ်ဆိုင်ကြီးတွေဖွင့်သေးတယ်ဒီလောက်လေးနဲ့တော့တို့မရဘူးကြည့်တွေ့လားဒီကားဆိုရက်မှာ对了，没手打闯呀，妈呀！ကားသေးလေးဆိုထွက်လို့မရတော့ဒီမှာလေ
သူကားမောင်းချင်တော့ snoring ဖယ်နေရတယ်သူကားထွက်ချင်တယ်ဒီကားတသေးလေးဆိုတော့ snow မှာမောင်းလို့မရတော့ဒီဟာတော့ဒီတိုင်းထားတော့ဒီကားကြီးတွေကလည်းမောင်းလို့ရအောင်ရှိတယ်လမ်းကုတ်ကဒီလိုဖြစ်နေပြီးတော့ကျွန်တော်တို့စီမှာရမ်းကြောက်စရာကောင်းတာ one way အကုန်လုံး one way ရန်ကုန်လိုမျိုးကန်နလန်းပုံစံပေါ့ဒီမျိုးဘယ်နဲ့ညာနဲ့ကားပါကင်ထားတယ်အလဲမှာတော့ကားတစ်စီးစာပဲဆန်တယ်အဲ့ဒါဆိုတော့ပြီးတော့block တစ်ခုတိုင်းမှာ stop sign ရှိတယ်အဲ့ဒီ stop sign တွေမှာရက်ပြီးဆိုရင်ကားကျွန်တော်ကားဆိုတေးပြီးတော့ပေါ့တော့ကားဆိုပြီးမရက်ဘူးအဲ့အကြောင်းဘေးရင်ရောက်သွားရင်မှတိုက်မိပြီလေနော်နည်းနည်းကြောက်စရာကောင်းတယ် snow ထဲမှာကားမောင်းရလေတတိထားပြီးမောင်းရတယ်ပြီးရင်ကား short ပြီးဆိုရင် brake အိုးလို့မရဘူး brake အိုးရင်lose control ဒီတိုင်း nature မှာလာထားပြီးတော့ဒီတိုင်း short ဟိုင်းရမှာဒီမှာဖြည်းဖြည်းချင်းစီထိန်းအဲ့လိုမလုပ်တော့ဒီမှာရှိလို့ပြောကြတယ်ကြည့်မယ်စားရှိသေးလားမသိဘူး Hey. You have soap? Ah. Yeah, you do it? Huh? No, just for fun. Sa ro shi di mà sa. Bao ngá gì? Bao ngá gì cho nó lái sau biอยู่đó lâu yam làm gì nữa. Lái sau biอยู่đó lâu yam làm gì. Sa ro ya xuôi này. Nằm Bao ngá gì ta lý đi ai da da vlog lôi ra đâu mà thêm ta lý đây xa phòng là gì hôm nay bạn à ok nó mà vlog rồi đấy mà mai này ta đi đây ok bye bye